ဒီ blog လေးထဲမှာတော့ Hazel ကဘန်ကောက်ကနေပြီးတော့ကမ္ဘောဒီးယားကို bus နဲ့ဘယ်လိုသွားလို့ရလဲဆိုတဲ့ဟာကိုပြောပြပေးချင်ပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကုန်းလမ်းချင်းထိစပ်နေပြီးတော့Angkor Wat Temple ရှိရဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့ Siem Reap ကိုသွားမယ်ဆိုရင်တော့ထိုင်းနိုင်ငံကနေပြီးတော့8နာရီကြာပါမယ်။ဇယ်ကထိုင်းနိုင်ငံနေပြီးတော့ကမ္ဘောဒီးယားကိုသွားဖို့အတွက် bus ticket ဘယ်လိုပဲခဲ့လဲဘယ်ကနေပြီးတော့သွားခဲ့လဲဆိုတဲ့ဟာကိုဒီမှာပြောပြပေးပါမယ်။ Hazel bus ticket ဝယ်ခဲ့တဲ့ဟာလေးကတော့အကူရာနေပေါ့နော်။ဒီနေ့ချိတ်ဆက်ထားတဲ့ One to Go Travel Asia တို့ကနေလည်းတိုက်ရိုက်ဝယ်လို့ရနိုင်ပါတယ်။ဒါကတော့ bus ထွက်တဲ့ချိန်နဲ့ bus ticket ဈေးလေးတွေပါ။သူ့မှာ bus ပုံစံမျိုးမျိုးရှိပါတယ် VIP bus 20 seater 40 seater ပြီးတော့တခြား van လေးတွေလည်းရှိပါတယ်ဒါကတော့ bus VIP bus ပါ VIP bus တွေက one way ကိုစင်ကာပူဒေါ်လာ50ကျော်လောက်ကျတယ်ဆိုပေမဲ့ရိုးရိုး bus van လေးတွေစီရင်တော့30ကျော်ပဲကျနိုင်ပါတယ်ခီးသွားတာကြားရတဲ့အတွက်ကြောင့် Hazel တို့က comfortable ဖြစ်အောင်လို့ VIP bus ပဲစီးခဲ့ပါတယ်VIP bus ရဲ့အားသာချက်တစ်ခုကတော့ complimentary food တစ်ခုပါတယ်ပြီးရင်နောက်တော့ tour guide တစ်ယောက်ပါတယ်ကားပေါ်မှာ guide တစ်ယောက်ပါလို့ကိုသွားမယ့်ခီးစဉ်ကိုအစင်းစင်တေချာရှင်းပြပေးတယ်လိုအပ်ချက်တွေကိုလည်းဘာတွေပြင်ဆင်ရမလဲဆိုတာပြပြပေးတယ်ပြီးရင်ကိုပါမပဲသူကခီးကိုဆက်ပြီးတော့မောင်းနှင်ထွက်ခွာပါတယ် travel man ရှိတဲ့နေရာလေးကတော့လူများသိရဲ့ခောက်ဆန် road ပေါ့နော်အဲ့ဒီလမ်းထဲမှာရှိပါတယ်မမီတို့သွားတဲ့ချိန်တုန်းကညဘက်ပိုင်းဖြစ်နေရဲ့လမ်းကလည်းအရင် crowded ဖြစ်ပြီးတော့လူစီရဲ့ဒါပေမဲ့ကားလည်းအဝင်ထွက်သွားလို့ရပါသေးတယ်ဒါလေးကတော့ကမ္ဘောဒီးယားအဝင်မှာလူတိုင်းပေးရမယ် immigration က form လေးပါဒီ form လေးကိုတော့ travel map မှာထုတ်ယူနိုင်ပြီးတော့ form ဖြည့်ရမယ့်ပုံစံအစစ်အစစ်ကိုလည်းသူတို့တိကျရှင်းပြပေးထားပါတယ် Hazel တို့မြန်မာ passport holder တွေကကမ္ဘောဒီးယားကိုကုန်းလမ်းနဲ့တွားလို့ရတော့ညာလေတချို့ Vietnam ဆိုတာကမ္ဘောဒီးယားနဲ့ကပ်နေတဲ့နိုင်ငံမှာတော့တွားလို့မရပါဘူးဒါလေးကတော့မမင်းတို့ရဲ့ထမင်းစားလက်မှတ်လေးနဲ့ထိုင်ကုန်လက်မှတ်လေးပါဒါကတော့ Hazel တို့စီးခဲ့တဲ့ bus လေးပေါ့နော် VIP bus ဒါလေးက26 seater bus လေးပါ Hazel တို့ bus စီးတာကညတကောင်ကျော်ကြီးတနာရီလောက်ကြီးပေါ့နော်အဲ့လိုဆိုတော့ immigration ကိုမနက်အစော6နာရီလောက်ကြီးရောက်သွားပါတယ် bus ပေါ်မှာပါလာတဲ့လူတွေအကုန်လုံးကဒီလိုလဲဆွဲလေးတွေဆွဲပေးထားရပါတယ်ဒါလေးကတော့ re-entry လုပ်မဲ့ announcement လေးပေါ့နော်ကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံက free visa ဆိုပေမဲ့ကုန်းလမ်းနဲ့ထိုင်းနိုင်ငံကိုပြန်ပြီးတော့ဝင်မယ်ဆိုရင်တော့ထိုင်းနိုင်ငံအတွက် re-entry visa လိုပါတယ် Hazel တို့ကထိုင်းကိုအလည်ပတ်သွားပြီးတော့ကမ္ဘောဒီးယားသွားပြီးတော့ထိုင်းကိုပြန်ဝင်တဲ့ပုံစံမျိုးလုပ်တော့ဦးဒီကြောလုံးက re-entry အတွက်ဆိုပြီးတော့ bat 1350ပေးလိုက်ရပါတယ်နောက်ဆုံးတော့ Siem Reap မှာရှိရဲ့ bus station ကိုရောက်သွားပြီပေါ့နော်ဒီ bus ရုံကြီးထဲမှာအပြန်လက်မှတ်မဝယ်ရသေးတဲ့လူတွေအတွက်ဆိုရင်လည်းအပြန်လက်မှတ်ဝယ်ယူလို့ရရှိနိုင်ပါတယ် Hazel Hotel လေးက Siem Reap ရဲ့မြို့ထဲမှာရှိတဲ့အတွက်ကြောင့်ဒီ bus ရုံနဲ့လည်း15မိနစ်လောက်ပဲမောင်းရပါတယ်ဒီ ticketing center လေးကနေပြီးတော့ Siem Reap ကနေတွားလို့ရတဲ့မြို့လေးတွေဘန်ကောက်ပြန်သွားမလားဖနွမ်းပင်ပြန်သွားမလားထို့ပြင်Vietnam ကိုတောင်ကားနဲ့တွားလို့ရတဲ့အထီပေါ့နော် access လုပ်လို့ရတဲ့ဟာလေးတွေကိုသူပြပေးထားတာပါဒါလေးကိုကြည့်ချင်းအဖြစ်ထိုင်းကနေပြီးတော့ကမ္ဘောဒီးယားနေဗီယက်နမ်ပြီးရင်လာအိုသက်ဆိုင်ရာနိုင်ငံတွေကိုပေါ့နော်လမ်းလေးတစ်ခုတွားလို့ရတယ်ဆိုတာမြင်တွေ့နိုင်ပါတယ်